ဟာစကိုင်းဟိုဟာ33တောင်းပါဖះရှိတယ်ဟိုလာမင်းသားဟိုဟာနည်းနည်းဖန်ခံအဲ့ဒါကျွန်တော်ဈေးဝယ်သွားတာပေါ့နော်ဈေးဝယ်သွားရင်းနဲ့အကားပေါ်ကနေကုန်းကားနဲ့လိုက်သွားတာအဲ့မှာဆွဲချခံလဲအဲ့ဒီဂိတ်ကကြတော့ခုနပါလားလာမင်းသားဆိုတော့ဘယ်လိုစိုင်းနာမည်ကိုပြောရတာဘယ်လိုမျိုးဟုတ်တယ်လက်ဖက်ရည်တိုင်းလေအဲ့နောက်မှာဖះရမတ်တက်ကူတော်ရှိရဗျာစကိုင်းမှာဟို33တောင်းပါဟောအဲ့33ကြတော့ဘယ်လိုမျိုး33တမ33ဟုတ်ကဲ့အဲ့ဘောက်ကဆွဲချလိုက်တယ်တမ33ရှိတဲ့နာလားဘယ်လိုမျိုးလဲဒါမှမဟုတ်ဟုတ်33ရှိရနာသူတို့တက်မရှိတဲ့နေရာပေါ့အဲ့လိုဟုတ်တယ်သူကဂိတ်ထိုင်ထားတာလားဘယ်လိုဂိတ်မဟုတ်သူတို့ဒီတိုင်းအဲ့ကားနဲ့ရုပ်တရက်ကျွန်တော်တို့ရှိမှမရောက်လာပြီးတော့တခါတည်းအမင်းအသက်ဘယ်လောက်လုံးလုံးပေါ့နော်သူတို့မေးတယ်ပေါ့အသက်ကကျွန်တော်20အဲ့တုန်းက25ပဲရှိတယ်25ဆိုတော့အဲ့ဟိုဟာလို့25လို့မှတ်ပုံနေပါလားပါတယ်လို့ပြောမှတ်ပုံနေပြတော့မှတ်ပုံနေတခါတည်းတင်းပြီးတော့အဲ့မင်းတို့တွေဟိုဟာကိုလာဝကယုံကိုလိုက်ခဲ့ရမှာတဲ့ဆိုပြီးခေါ်သွားတယ်ပေါ့နော်အဲ့ရနေမှတခါလာဝကယုံကနေကျွန်တော်တို့နွားကားကြီးနဲ့တင်ပြီးတော့တခါ33တောင်ပို့အဲ့ရနေမှကျွန်တော်ဟိုဟာဟုတ်ဘုံကိုတင်တန်းပို့ရခံရတယ်အဲ့ရနေမှတင်တန်းဟိုဟာ2လခွဲပေါ့2လခွဲတက်ပြီးတော့နေသားဆင်းရဲပါတော့ဆင်းရဲတယ်မလုံနိုင်လို့လည်းမရဘူးအဲ့လိုမဖြစ်မနေလုံးဝမဲ့နေသားတွေခိုင်းတော့လောက်ခဲ့ရတယ်လောက်ခဲ့ရပြီးကျွန်တော်တို့အဲ့ရနေမှဒါကပခုတ်ကူ100တကူစစ်တပ်ကူပေါ့နော်ရှည်တန်းလွတ်တယ်အဲ့မှာစစ်တပ်မှာနာတော့လေကျွန်တော်ပခုတ်ကူကနေပြီးတော့ထွက်ပြေးလာပေါ့နော်အဲ့စက္ကန့်အဝါတွေကနေစစ်တပ်ထဲကနေအဲ့လိုကကျွန်တော်တို့ယောက်ျားလေးရဟွာပါတယ်ဗျအဲ့နေက4ယောက်ပါတယ်4ယောက်ကိုအဲ့ကျွန်တော်3ယောက်ဟွာဆွဲချခံရတယ်ပေါ့ယူရင်ခေါင်းလေးတွေအဲ့ဟိုတယောက်ကတော့အသက်40ကျော်လို့တဲ့ဆိုပြီးတော့ပြန်တင်ပေးလိုက်တယ်အဲ့စုပါတခြားမင်းကလေးတွေရောပါလာတခြားမပါဘူးပြအဲ့နေဟွာသူဗါတယ်ကျွန်တော်နဲ့တူတူပေါ့နော်ဟွာအဲ့ဇင်းအောင်လေးဝယ်လိုက်တဲ့ကလေးအမတော့ပါတယ်ကလေးငယ်လေးပေါ့နော်ကလေးငယ်လေးတယောက်နဲ့သူတို့တော့ပြန်တင်ပေးလိုက်တယ်ဘာမှတော့မလုပ်ဘူးကျွန်တော်တို့ပဲသူတို့ထားခဲ့လိုက်ပါတယ်ဆိုပြီးတော့အတိုင်းပဲပြောပြီးတော့ထိုးရုံခေါ်သွားတာဟောအဲ့ဆိုယောက်ျားလေး4ယောက်နဲ့အဲ့ကလေးလေးနဲ့ဟုတ်တယ်ပါကျွန်တော်တငယ်ချင်း3ယောက်ပေါ့နော်တယောက်ကတော့ဟိုလောက်တော့ရှိပြီ30နှစ်အဲ့လောက်တော့ရှိတော့ဟိုတယောက်ကတော့ကျွန်တော်နဲ့ဟိုတနည်းပဲကြီးမတိမ်မရင်ပေါ့နော်30အခု32လောက်ရှိပြီပေါ့အဲ့လိုနောက်တစ်ယောက်ကကျတော့20ဟုတ်တယ်20ကောင်လောက်ရှိဟုတ်အကောင်လုံးကဒီပါတဲ့ဟုတ်တယ်တော့သူတို့ကလုံးဝမျက်နာတွေမှာလဲဟွာရင်းနဲ့မတ်ပေါ်တော့ဟိုလေဘင်းကြီးပါလဲအားကြီးအဲ့ဒီနဲ့သူတို့ကအကုန်ဖြောက်တာလားမျက်မှန်တွေရောတက်တာဟိုကြံတဲ့ဟာကတော့ကျွန်တော်တို့အဲ့ထွေဦးယုံကလူကြီးတွေလို့တော့ပြောတယ်2ယောက်ပေါ့ပြည်စတူနဲ့သူတို့ကတော့အဲ့2ယောက်ကတော့မျက်နာကုန်ဖော်ထားတယ်ကြံတဲ့လူတွေတော့မဖော်ဘူးလုံးဝဟိုပါပေါ့လက်ခံရပြည့်စုံလဲဆိုတော့မတီးဘူးဘယ်သူပေါ်ရရဲ့လို့မခွဲဘူးတနက်တွေပါကင်ထားဟုတ်မကုန်ပါတယ်ဗျအဲ့ဒါကျတော့ဟိုကယူနီဖောင်းနဲ့လားဟိုပါပေါ့အလုံးကအနက်1ဆက်နဲ့အိုးတော့ကလည်းအကုန်ဟိုပါချားတို့နေနဲ့တချို့ရတဲ့ကြောင်ဝိုင်းဦးထုံးတယ်ပေါ့နော်အဲ့လိုမျက်နာတွေကြအကုန်ဖြတ်ထားတယ်မတီးဘူးအဲ့လိုဟောအနက်1ဆက်နဲ့ဟိုဘောင်းပြီးနေဟုတ်လို့ဟုတ်တယ်လုံးဝအရက်သားပုံစံမျိုးပါပဲဒါပေမဲ့အဲ့တနက်ကင်တာနဲ့အဲ့အိုးထုံးနဲ့ဟိုပါပေါ့မျက်နှာဖုံးနဲ့အဲ့လိုပဲကွာတယ်အဲ့ဟိုကျန်တဲ့ထွေအုပ်ယုံက2ယောက်ကြတော့ရောဘယ်လိုဆုံးမထားလဲထွေအုပ်ယုံကသူတို့ဒီတိုင်းကျွန်တော်တို့ဟိုပါပေါ့တယောက်ကဘောင်းမီဂျိုနဲ့ဟိုတယောက်ကကြတော့ကျွန်တော်ဒီအရဲဝက်စားပုံစံမျိုးပေါ့အောက်ကဟိုဟာဘောင်းမီအရှိနဲ့အဲ့ဒါပဲဝက်ထားတယ်ကျန်တာသူတို့ပေါ့ဒီတိုင်းပဲစွတ်ကြဲကြီးနေမှာနဲ့ရှာတို့ထုတ်တော့ဆောင်းလာတယ်အဲ့စုစုပေါင်းဘယ်များလောက်ရှိလဲဒီအဖွဲ့ကအဲ့တုန်းကကျွန်တော်တို့တော်တော်များတယ်ဗျကျွန်တော်တို့ဖန်တော့ကဖိုးပြီးဟိုဟာနဲ့4စီးလောက်တော့ရှိတယ်ဖန်ခံရတယ်ဟုတ်တယ်အဲ့နေအဲ့ကျွန်တော်တို့တခါတည်းနွားကားကိုဆွဲပြီးတခါတည်းနွားကားနဲ့ကျွန်တော်တို့ထွေဦးယုံကြီးပို့ပြီးတော့ပြန်33နဲ့ပို့တော့လေအဲ့နွားကားနဲ့ပဲပို့ဟို4 wheel နဲ့ဆိုတော့ဘယ်လို4 wheel မျိုးလဲဒီဟိုကားသူတို့တုံးတဲ့ဟိုကားအကြီးလားစစ်ကားအကြီးလို့ပြောတာလားမဟုတ်ဟိုလိုပို့ပြီးကျွန်တော်ပတ်လန်လေးလေအဲ့ပဲကတ်လို့ပေါ့ဟုတ်တယ်ဖိုးပြီးပြအလုံးကကျွန်တော်နောက်ကအော်လော်လေးလေအဲ့ဒါပဲပတ်လန်လေးပဲ3စီး
ဟော3စီး3စီးဆိုတော့လူကြီးဘယ်လောက်ရှိနိုင်လဲ လူကြီးကမှဟွာလောက်တော့ရှိမှာရောင်း20လောက်တော့ရှိမှာအဲ့လိုက်ပေါ်တာဆိုတဲ့လူကြီးအဲ့ဒါကြတော့ဥမာအိမ်မှာတားခံရတဲ့အချိန်မှာသူတို့ကသူတို့ကြတော့ဘယ်ဖွဲ့ပါလို့ငါတို့ကဘယ်ဖွဲ့ကပါမင်းတို့ဘာကြောင့်စစ်ဆေးရတယ်ဆိုတာမျိုးပြောအဲ့လိုမပြောစစ်ဥပဒေထမ်းဆောင်အောင်လို့တို့ကရွယ်ကောင်းနေကုန်ခေါ်တာဆိုပြီးအဲ့လိုပဲပြောတာဟောသူကဖမ်းနေကြတဲ့တခါလေဟုတ်တယ်အဲ့လိုပြောတာတခါလေးပြောတာဟုတ်ထိုရုံမှာတော့ပြောတာတော့ရှိရပါတော့အကိုတို့ကဒါဟွာတဲ့စစ်အင်အားလူလို့အင်အားတောင်းတာပါတဲ့မင်းတို့နိုင်ငံသားတယောက်နေပေါ့နော်ဒီနန်းတက်ဒါနှစ်ထမ်းဆောင်အောင်မှာဥပဒေထုတ်တာတည်တွားတဲ့အဲ့ဥပဒေကိုဒါအရင်ဆုံးတက်တော့အရင်ဆုံးပြီးသွားပေါ့ဗာညာပေါ့နော်သူတို့တော့အဲ့လိုမျိုးတော့ပြောတာပါအဲ့ဒါမှတ်ပုံနေကြတော့အကုန်လုံးပါကြလားဟုတ်တယ်အကုန်လုံးသူတို့အခုကြာသူတို့တိမ့်လို့လိုက်တာပေါ့အကုန်လုံးမှတ်ပုံနေဟုတ်တယ်ကျွန်တော်တို့အတိုင်းမကိုလူယုံပြေးလာအဲ့လိုစစ်တပ်တွေကနေပေါ့ဗျာသူတို့လက်လက်ချင်းပြေးလာအဲ့ဒီကဟိုကျွန်တော်တို့ခေါ်တာအဲ့ဖိုးပြီးနဲ့ကျွန်တော်တို့တတုပ်ပို့တယ်နောက်ဟာတွေကနွားကားရင်လည်းကုန်စုတင်လာအဲ့ဒီကလူ90ကျော်တယ်ဖမ်းတာတရက်တည်းကျွန်တော်တို့ရင်ဦးဆုံးရောက်လာတာပေါ့ဟိုထဲမှာသုံးနဲ့မှာကျွန်တော်တို့ရင်ဦးဆုံးပို့ခံရတယ်ပြီးရမှနောက်မှတပြင်းပြင်းနဲ့အဲ့ညမောင်ကြီးစီဆွဲတာပဲအဲ့လူ90ကျော်တယ်အဲ့နေဆွဲခံကိုတို့ဆွဲတဲ့ချိန်ကဘယ်နိုင်လောက်ရှိလဲအဲ့ကျွန်တော်တို့ဆွဲတဲ့ချိန်ကဟိုမနက်ခင်းဟွာလောက်ဆွဲရဗျ8နာရီခွဲ9နာရီလောက်အဲ့လောက်ကျွန်တော်တို့နဲ့ဟွာပါတယ်ဗျ9ယောက်အဲ့နဲ့တပြိုင်နဲ့အကုန်တုံးဆွဲတာအဲ့နေကကားတွေကိုသူတို့ကားတွေရောက်တွင်အကုန်လုံးတန်းရက်ခိုင်းမြအကုန်အရွယ်ကောင်းဆိုရင်အကုန်ဆွဲချဒါဘယ်လက်ပေါင်းပေါ်မှာပဲတန်းထိုင်နေရကျန်တဲ့4ယောက်ကျတော့ဘယ်မျိုးနဲ့ရလဲကျန်တဲ့4ယောက်ကကျွန်တော်တို့ကားပေါ်က4ယောက်လာဟိုသူတို့ဆွဲတဲ့လူစားဆွဲခံရတယ်အဲတကိုင်းမြို့နယ်တွေထဲကများတာပဲထိုးယုံကနေမှတစင်ကျွန်တော်တို့အသက်ပေါ့နော်အသက်စစ်တယ်တေချောင်းပေါ့ဘဲရွာတော့ဘာလောက်ကိုင်းလောက်တော့အဲ့လိုတွေရှိအကုန်တေချောင်းတော့မေးတယ်မေးပြီးတော့ဟိုပါပေါ့ဗျာဘာညာရောမရှင်းမပြတော့ဘူးသူကစာရွက်ပဲပေးလိုက်တာအဲ့စာရွက်ကိုမင်းတို့လက်မှတ်ထိုးကျွန်တော်တို့ဖတ်ကြည့်ခဲ့ရတော့ဟိုပါပေါ့စစ်မှုထမ်းဥပဒေကိုကျွန်တော်တို့ကကြီးဖြူနဲ့ဝင်နေဆိုတဲ့ပုံစံမျိုးသူတို့ကစာရွက်မှာစာသားအဲ့လိုရေးထားတယ်အဲ့ဒါကိုကျွန်တော်တို့ကထိုးပေးရတာပေါ့လက်မှတ်မထိုးလို့သွားကလန်လုပ်ရင်လည်းကျွန်တော်တို့မဖြစ်ဘူးလေအဲ့ရနေမှာစာရွက်စာတမ်းကိုကျွန်တော်တို့ဟိုဟာတပ်ပုံပေါ်ရယူတယ်အဲ့လက်မှတ်ထိုးခိုင်းတယ်အဲ့စာရွက်စာတမ်းကိုမှပြီးမှသူတို့ကလူကြီးနဲ့ကျွန်တော်တို့ဟိုမှာစစ်တပ်မှာသူတို့ကအပ်တာအဲ့ထွေအုပ်ရုံးကနေထွေအုပ်ရုံးကြတာအဲ့မြို့နယ်ထွေအုပ်ရုံးလားဘယ်လိုထွေအုပ်ရုံးဟုတ်တယ်မြို့ဟိုဟာလေးစကိုင်းထွေအုပ်ရုံးဟုတ်ကဲ့ဟုတ်တယ်အကုန်လုံးလို့ရတယ်အဲ့ပေါ်တာဆိုတဲ့လူတို့အကုန်လုံးဆွဲတယ်ဆိုရင်အဲ့သူတို့ထိုးရုံးရောက်ရင်တော့လုံးဝလက်မှတ်ထိုးရတယ်လက်ဝေးရောပါရောအကုန်နေရတော့ညနာစကောရင်ရောပါရောဖက်ရေးတာကတော့သူတို့ကဘယ်လိုနေရလိမ့်စာဟိုဟာပေါ့အမခံချက်အဲ့လိုဘာညာတော့တော်တော်ရောပါတယ်သူရေးအုပ်စုရောပါရောပါတယ်ဒါပေမဲ့အဲ့ကျွန်တော်တို့ဖတ်ခဲ့ရတာပေါ့ကျွန်တော်တို့ကြတာဘာမှအဲ့လောက်ကြီးထွေထူးမလုပ်ခဲ့ဘူးလေမလုပ်ဘဲနဲ့လက်ပွင့်နေခိုင်းလိုက်တယ်နေခိုင်းပြီးလက်မှတ်ထိုးခိုင်းတယ်ထိုးခိုင်းပြီးရင်တော့မင်းတို့ပြီးတဲ့အထက်နေလိုက်အောင်ဆိုအမအထက်မှာအခန်းထဲကိုပိတ်ထားတာထွက်ပြေးမှဆိုလို့လည်းတော့မသိဘူးအခန်းထဲကပိတ်ပြီးမှကျွန်တော်တို့ညနေဆောင်မှခေါ်ထုတ်သွားညနေဆောင်ကြတော့ဘယ်လိုကားမျိုးနဲ့ခေါ်ထုတ်တာအဲတော့じゃအဲ့နွားကားနဲ့ကိုကျွန်တော်တို့အဲ့ဖမ်းပြီးတဲ့လူတော်တော်များများပါတော့ကျွန်တော်တို့နဲ့အဲ့ပထမအုပ်နွားကားနဲ့ပို့တဲ့တောက်ကဟွာလောက်ရှိရလူ30ကျော်လောက်တော့ရှိတယ်အဲ့ညနေမှာပို့လိုက်ဟုတ်တယ်ဗျကျွန်တော်တို့ပြန်နေပို့နွားကားကြတော့ဘယ်လိုကားမျိုးနွားတဲ့ကားကိုပြောတာလားဟုတ်တယ်နွားတဲ့ကားတွေပဲလမ်းနေပေါ်မှာသွားနေတယ်နွားကားတော့ဟုတ်ကဲ့နွားကားတွေကလည်း2ယောက်လေအရွယ်ကောင်းပါတယ်သူတို့အဲ့ကားရောဆွဲလာတာပြီးဟုတ်ကဲ့ကျွန်တော်တို့ကတော့အဲ့ပေါ်တာဆွဲတာ35နှစ်မနော်အဲ့လောက်ပတ်ချလဲကြီးပဲဆွဲတာတော့အသက်ငယ်ရဆိုလို့ကျွန်တော်နဲ့အဲ့ကျွန်တော်တက်ငယ်တဲ့ကလေး2ယောက်လောက်ပဲပါတယ်ဟိုပါပေါ့25နှစ်24နှစ်အဲ့ရွယ်2ယောက်တော့ပါတယ်ကျန်တာတွေကကျွန်တော်တက်ကြီးရတယ်ကြီးပဲ
သူတို့ကဘောလုံးမင်းတို့လွတ်ချင်နေဆိုရင်တော့ငွေလိုက်ရင်တော့လွတ်တယ်ငွေရက်ကိုကြီးဘယ်လောက်ကုန်မလို့ဆိုတော့250သိန်း250လောက်တော့ကုန်ပါတဲ့အဲ့လောက်ဆိုပေးနိုင်တော့လွတ်အဲ့လောက်မှဘူကနေမှအာမခံချက်ပေးမှလွတ်ပေးနိုင်တာတဲ့ကျွန်တော်လည်းအဲ့တုန်းကပါသွားတဲ့အောင်ကျွန်တော်မိမ3ရက်လောက်ပဲအလိုတော့လေးမိဖွားဖို့ပါကျွန်တော်လိုက်ချင်တာမမရခဲ့ပါဘူး250ဆိုအဲ့သူတို့ပတ်စံပေးမယ်လို့အဲ့လိုအောင်မသူတို့စေးစားတွေပါကြောက်အောင်ပါညာတချို့အဲ့လိုလုပ်ပေးတယ်ပေါ့နော်ပတ်စံရှိတဲ့လူတော်တော်များများတော့လွတ်လာပါရဲ့မရှိတဲ့ကောင်ကတော့ဒီလိုဟာပဲဒုက္ခရောက်ပြီးတော့လွတ်အောင်ပြီးနိုင်တော့လွတ်လာတာပေါ့လွတ်အောင်မပြီးရင်တော့သူတို့တိုက်ပွဲလွတ်လာရင်တော့ကြာလာတွေပါတော့အဲ့လိုရှိမှာသူတို့တစ်ဖက်လက်နဲ့လုပ်ပြီးတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်လည်းကိုယ်တိုင်မလိုက်ခဲ့ရတော့မကြည့်ဘူးလိုက်တဲ့လူတွေတော်တော်များများပြောတာပေါ့နော်အဲ့လိုမျိုးသူတို့ပြောပြတာကိုပဲသိရပါတော့ဘယ်လိုလိုက်လို့ရင်တော့ရတယ်ပေါ့နော်အဲ့လိုမျိုးတော့အကြောင်းတောက်ပေါ့နော်အကြံဉာဏ်ပေးတာဟောစေးကြအောင်လုပ်ရင်တော့အဲ့လိုရဟုတ်လဲဒါဆိုရင်သူတို့ကပတ်စံယူလိုက်တယ်ယူလိုက်ပြီးတော့ဒီလူကစေးကြပါတယ်ဆိုပြီးပြန်လှောက်လိုက်အဲ့လိုပုံစံမျိုးလားအဲ့လိုပုံစံမျိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေသူတို့မျိုးနီးနေပေါ့သူတို့လုပ်ပြီးတယ်ပေါ့နော်အဲ့လိုလုပ်အောင်တိုက်နိုင်ရင်တော့ဟုတ်တယ်ရှိတယ်ဗျဟိုလောက်တော့ရှိတယ်15ရောက်တော့လွတ်သွားတယ်ကျန်တဲ့ဟာတော့မလုပ်ဘူးမလိုက်ဘူးကျွန်တော်တို့လိုက်လေကျွန်တော်တို့စားတတိုးလောက်ပဲကျွန်တော်ဟိုဘယ်လိုပြောမလဲကိုယ်အိမ်ကတော့မိသားစုကျမကြီးအမေပေါ့နော်အနီမကောင်းတာတို့ဆုံးတာတို့ဘာတို့ဆိုရင်တော့ပြန်လုပ်ပြီးမှာပေါ့အဲ့ဒါလည်းဆိုလိန်တော့ကျွန်တော်တို့လည်းတက်နိုင်တယ်တော့မူလိုက်ကြည့်စီတယ်မရဘူးအမေနေမကောင်းဘူးလို့ဆုံးဟုတ်ကဲ့အဲ့လိုမျိုးပေါ့နော်ဒဲတာမှုပုံစံမျိုးတို့အဲ့လိုပြောရင်တော့တချို့လုပ်ပြီးတယ်သဘောကောင်းတဲ့လူဟာကြသဘောမကောင်းတဲ့လူကတော့မရပါဘူးအဲ့ဒါရောက်ပြီးတော့ငေါ့ဘွားချောင်းနေပြန်ဝင်ရဖို့ကိုအမျိုးမျိုးကြိုးစားကြရပါတော့ကျွန်တော်ဆိုရင်ကျွန်တော်မိမအခုနေသီလာကြီးမို့လို့အကိုရေးလို့အဲ့နေသီလာကြီးနော်အပူပြောကြည့်ရပါအဲ့ကျွန်တော်စင်ပြေနိုင်မလားပေါ့နော်ကျွန်တော်မိမမိဖွားမှာမို့လို့အားလည်းစင်မပြေဘူးတဲ့မင်းတက်ရွယ်ရကိုကြီးတော့လုံးပြီးလို့လည်းစင်မပြေဘူးပေါ့အဲ့လိုမျိုးပြောတော့ပေါ့မင်းကတော်တော်ရွယ်ကောင်းနေတော့ပူရလည်းလုံးပြီးမှာမဟုတ်ဘူးတဲ့အဲ့တော့မင်းဒီနှစ်နှစ်ပြည့်လို့ထမ်းဆောင်ပြီးမှပြန်ရောက်မှမိသားစုနဲ့ပြန်တွေ့ပေါ့တဲ့အဲ့လိုမျိုးပြောတာဒါပဲအဲ့တို့အားပေးစကားပဲပြောသွားတာကိုဘာမှမလုပ်ခဲ့ရတော့အိမ်ထဲကကျွန်တော်အဲ့သူတို့ကဖုံးပေးမပြောဘူးကျွန်တော်တို့အဲ့ထဲမှာရောက်ပြီဆိုတော့တခါလေချီချင်းခတ်တာလေချီချင်းခတ်တဲ့အဲ့ညတိုင်အပေါ်အလေးသွားရင်တော့မှအိမ်တုံလုံးနဲ့သွားရတယ်လေထွက်ပြေးရင်ဝေသားပါနေထွက်ပြေးမှာလို့အဲ့လိုမျိုးသွားတယ်ဘေးမှာလည်းပတ်ကြလဲစောင်းနေတာလက်နဲ့နေနဲ့အဲ့ဟုတ်တယ်ခက်တာကဟိုတက်မ33ရောက်ပြီးတော့ဟုတ်တယ်ရောက်ပြီးဆိုတော့ချီချင်းခတ်တယ်ချီချင်းခတ်ပြီးတော့မှဖုံးနေပါလေပြောပိုင်းဝင်မရှိဘူးဖုံးပါရင်ကုန်သိန်းတာပေါ့မပုံနေအဲ့ကနေကုန်သိန်းလိုက်ပြီးကျွန်တော်တို့မှဘာမှမရှိလူပဲရှိတော့အဲ့ဒါအပေါက်သွားရင်ကြတော့ဘယ်လိုခုနကသူကဘောစားမပြီးဖို့အဲ့လိုလားချီချင်းခတ်တဲ့ချိန်ရောက်ပြီးဖို့လားဟုတ်တယ်ဟိုဟာပါအဲ့မှာရောက်ရင်ဘောင်းမရှိဘူးလို့မရဘူးလုံးဝပစိုးနဲ့ပဲနေရတော့ချီချင်းနဲ့လေအပေါ်သွားလို့ရင်အင်ကြီးဝေစားချွတ်လို့လွယ်အောင်လို့ဘောင်းမရှိချချွတ်လို့မရတော့လေချီချင်းခတ်တာအဲ့လိုမျိုးနေရတယ်ဟောရေချိုးတဲ့အချိန်လည်းငါတဲ့ခြုံပေးဦးလေဟုတ်အဲ့ဒါဆိုတောက်လျှောက်ပဲပါဟုတ်ကဲ့အဲ့ဟိုတင်းနှန်းချောင်းကြမှာပဲဖြုတ်ပေးတာဟုတ်နေခင်းဘက်ကျတော့အဲ့အင်ကြီးမစားတော့မချော့အောင်သူတို့လူတွေတော့အဖေးမှာတော့ပတ်လဲအားလည်းပါပဲလက်နဲ့လေးနဲ့ကင်ဆောင်ဟောပေါ့သွားလို့ရှိရင်ဘေးကနေတော့သူတို့လိုက်သွားတာဟုတ်တယ်ဘေးမှာသူတို့အဲ့ရက်စောင့်နေတာဗျာဒီအဆောင်ထဲမှာလည်းစောင့်နေတာအဲ့ချီချင်းနေပါဖြုတ်မှာကြောက်လို့ပါညာပေါ့သူတို့ဘယ်နှစ်ယောက်လောက်လိုက်လဲဘေးကနေဟိုတက်နဲ့ဟာဘေးကအဲ့လိုသူတို့မလိုက်ဘူးဒီအဝါနဲ့အဆောင်ဘောက်ကနေပဲကြည်နေဆောင်ဘောက်ကနေအဆောင်ထဲမှာ9ယောက်လောက်ထည့်ထားတယ်လက်နဲ့ပေါ့လက်နဲ့တစ်လက်လောက်နဲ့အဲ့လိုထည့်ပြကျန်တာကတော့သူတို့ဝင်းထုတ်တို့အဲ့ကျိန်တို့ပါဘူးတော့ကင်ထားတာအဲ့ဆိုသူတို့ကဒီအပေါ့သွားတဲ့လူကိုလှမ်းမြင်နေရတာလားအဲ့လိုဟုတ်တယ်မြင်နေရတယ်ကတ်နေတာပဲအဲ့တွိုင်နဲ့ဘူတောင်ထဲမှာထားကျန်းနေနဲ့အဲ့ဒါတော့ကျန်းနေနဲ့ထားပြီးတယ်ချင်းအောင်တော့ထောင်ပေးထားတယ်ဟိုတယောက်တစ်ထည်ကတော့ပြီးတယ်ခေါင်းရောပြီးတယ်ဒါပေမဲ့အဲ့ခေါင်းတော့ဟ
ဟိုအောင်လို့ရတယ်ဆောင်းကတော့တားချမ်းမှသူတို့ခြုံဝင်ပေးတာဟိုတိုင်းဆိုရင်ချင်းအောင်ကတော့ထောင်ပေးတာပဲပြတာပဲရှိရချမရအောင်ချင်းအောင်ချရေးလို့ရင်အဲ့လိုသူတို့ထွက်ပြီးသားလို့ဘာလို့ဖြစ်သွားမှာဆိုလို့အဲ့လိုသူတို့မြင်းထားရှိအောင်လို့အဲ့လိုထားတယ်ဆောင်းကကျတော့အကူပါအင်းကိုဘာလို့လမ်းမပြီးခြုံသွား ဟောသူတို့စောင့်နေပါတယ်အဲ့ရခင်းနေပါတယ်မပေးဘူးလားဟုတ်တယ်တချို့ကြလဲအဲ့ဟိုဟာပေါ့ကိုအိမ်ကခက်ခဲရောက်လို့တော့ဝေးလို့ဘာလို့ဆိုရင်တော့သူတို့အဲ့လိုကူညီပေးတယ်အငယ်အဲ့ကျွန်တော်တို့အသားပြားတွေခင်းတာပေါ့နော်လုံးဝဒီတစ်ဖက်သက်အပြည့်ခင်းပေးတာအလေကောင်းလူသွားလမ်းနဲ့အဲ့လိုအဲ့တက်မ33မှာကျတော့ဘာတွေလောက်ရသေးလဲတခြားသူတို့ခိုင်းတာတွေပါရှိလားလို့အလုပ်လုပ်ရတယ်ဟိုအဲ့မှာဘာမှလုပ်အောင်ဒီတိုင်းမဲ့ဒီအဆောင်တွေကပဲမထွက်ဘူးကြီးပဲသူတို့ပြိပင်တာပေါ့နော်အဲ့သူတို့14ရက်ကျွန်တော်တို့ကြာ14ရက်လောက်နေတော့ပို့ခံရတာဟိုမှာတင်တန်းချောင်းကိုဟိုဘုံမှာပို့ခံအလူကျွန်တော်တို့အပတ်စဉ်ကတော့ဟိုပါပေါ့60နဲ့9ရောက်တင်တန်းချောင်းကိုပို့ပေါ့နော်ပို့တဲ့လူရင်းပေါ့အကုန်လုံးပေါ်တာတွေပဲကျွန်တော်ဒီစကိုင်းတိုင်းဘက်ကပဲ9မင်းသားနေရများတာအဲ့ဖန်နဲ့ပြောလို့ရရတယ်ဒါပေမဲ့တာမိုးချုံအောင်လေးတော့မရဘူးလူစုလူဝေးတော့လုံးလို့မရဘူးအကြောင်းနဲ့တောင်ဒီတိုင်းလေးပဲလမ်းရမီဒီကိုအေးရဘောင်းနဲ့ကိုစကားလမ်းပြောအဲ့ဒါဆိုရင်လည်းရတယ်ဟိုလိုအဆူဝေးကြီးလိုက်ထိုင်နေလို့မရဘူးသူတို့နဲ့ရောဘာတွေပြောပြကြလဲများတော့ခင်အားရရဒီလိုပေါ့ဟိုဟာအင်းစားဝန်ကြီးဘာညာလေးပေါ့လူကျိုးချောင်းလေးတွေတောင်းနေတောင်းနည်းနည်းရက်ကြသွားတော့လေကိုမလွတ်နိုင်တော့ဘူးဆိုတော့တချို့ကလည်းမိုင်းထိုင်နေပေါ့နော်ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘယ်လိုနေတော့ရအောင်တော့ယုံပြီးတော့ပြီးမှာပဲဆိုပြီးတော့ကိုကလည်းကိုအမြဲတမ်းကိုအုံတော့ရနေကိုကြံထုတ်နေရတယ်ရှိအခုကျတော့အပတ်စဉ်ရပဲအပတ်စဉ်အပတ်စဉ်ခွန်ရတယ်အပတ်စဉ်ခွန်နဲ့ဟုတ်အဲ့လိုတယောက်နဲ့တယောက်ကြတော့ရောဟိုပွင့်နေနေပြောဖြစ်လာပါတော့ဥမာငါတို့ဘယ်လိုထွက်ပြေးရင်ကောင်းလဲအဲ့လိုတိုင်ပင်ကြတာမျိုးအဲ့လိုမျိုးရှိတယ်သူတို့မရှိတဲ့ချိန်လေးပေါ့နော်ဟိုဘက်သူငင်းနေတာတွေပါလေလို့ဆိုရင်အဲ့လိုတို့တိတိကိုလူနဲ့ကိုပြောပြတယ်အဲ့မှာကျန်တဲ့လူတွေကြတော့ရောသူတို့အကြောင်းပေါ့နော်ဘာတွေသိရလဲဥမာတချို့ဆိုဘယ်လိုဝင်လာလဲကျမရေးကကောင်းတဲ့လူပါလာစသဖြင့်ပေါ့နော်ဟုတ်ပါဟိုစတီးလက်ဆိုလားနာဆိုလားမထည့်ထားတာအဲ့လိုလူတွေရောပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော်တော်များများကိုနဲ့အိယာကဲတဲ့လူပဲပြောလို့ရဒီမြင့်လူသွားပြောလို့အဆင်မပြေဘူးဘာလို့လူကိုပဲလာထည့်ထားတာမှမသိပါမသိလေဗျအဲ့လိုမျိုးရှိသေးတယ်တော့ကြာသွားတိုင်ရင်ရိုက်ကခံအောင်အကြနေရာတိုင်းကျွန်တော်တို့ပြောလို့မရဘူးကိုနဲ့အခုလက်တွေအိယာတူကြတဲ့လူဟိုတင်နှန်းရောက်သွားတော့လဲသူနဲ့ကိုနေကညီကိုရင်းပေါ့ဗျာညီကိုရင်းလို့ပဲနေကြကိုသူစားရရှိနေကိုလုံးလုံးပေါ့ဟိုတပတ်တစ်ခါတော့ဟင်းကောင်းကျွေးတယ်အဲ့ကြတော့ဘယ်လိုစားရပုံမှန်ကကျွန်တော်တို့မနက်ခင်းဆိုရင်ထမင်းကြော်ပေါ့နော်ဟိုသတိစလုံးခွက်ကလေးနဲ့လေးနဲ့ထမင်းကြော်တစ်စလုံးဟိုရှုချင်းနဲ့ထမင်းနဲ့နေတာတို့အမိုးစားရတယ်မနက်ခင်းစားပေါ့နော်ဟိုလက်ဖက်ရည်တစ်ခွက်သတိကွာနဲ့တစ်ခွက်အဲ့ဒါပဲမနက်ခင်းစားတော့တခါတည်းကတော့ကြက်ဥပေါ့နော်ကြက်ဥတွေပါရတဲ့ထည့်ပေးတယ်ကြက်ဥတစ်ယောက်တစ်လုံးစားပြီးရင်သွားတော့စနစ်တစ်ချက်မှထမင်းစားတော့တယ်လုံးဝမနာတော့တန်မောင်းတော့လားနေဘူးကြီးတွေမှာလုံးဝပြစ်တာတော့အဲ့ဒီမှာပဲနေသူတို့ခိုင်းတာလို့ခရတုံးရင်ထတင်တဲ့2လခွဲဗျ2လခွဲဟုတ်2လခွဲဆိုဟိုလောက်ကြာသွားပါ20တလခွဲဆိုတော့အဲ့တင်နန်းသိန်းနဲ့ရက်က2လခွဲအဲ့နောက်ထပ်2ရက်3ရက်လောက်ကတော့နေရတယ်တင်နန်းစင်းပွဲတွေပါလောက်တယ်လေအဲ့လိုအစုံပေါ့နော်သူတို့စစ်တင်တာတော့အစုံစင်းရဟုတ်ကဲ့ဆက်ပြစ်ကွင်းတွေကုန်သွားတယ်အမှန်ကန်ပြစ်ခဲ့ရတယ်လက်လက်ကြီးပါညာတော့တင်မပေးဘူးလက်လက်ငယ်ကတော့အကုန်တက်ခဲ့ရတယ်ဟုတ်ကဲ့သူတို့မင်းကြီးနဲ့ပေးတယ်သူတယောက်ကို9မိနစ်2မိနစ်အဲ့လိုမျိုးချိုးရတယ်အချိန်ရောသက်သက်ထားတာဟုတ်တယ်ဗျဘေးမှာသူတို့နာရီကြည့်ပြီးတယ်လို့ရှိတယ်ဘယ်သူပဲချိန်ပြည့်ပြီးတယ်ဆိုသူက3အောင်တက်တော့3အောင်တက်တော့ချိုးရတာအဲ့လိုဒီအဲ့ဒီအကြောင်းကတော့မကြိုက်မှဆုံးဖို့ဗျာသူတို့ကဟိုတချို့နေရာနေမှာဟိုဖြတ်ထားလာတော့မသိဘူးအမှတော့ညာတိုင်းညပိတ်ကားနဲ့ပြတယ်
ဒီစင်ကားလေးလား ဟိုဟာတွေပေါ့ကျွန်တော်တို့ဒီ BDN နဲ့ဟိုဟာနဲ့တိုက်တဲ့ဇာကားတွေတို့သူတို့ရိုက်ထားတာပေါ့နော်အဲဇာကားတွေတို့ပြီးတော့ဟိုဟာ BDN တွေဟိုဒီထွက်ပြေးလို့ရင်ဘယ်လိုတက်ခံရမလဲဘာညာပေါ့နော်အလုံးမိုးတော့သူတို့6တော့ပေါ့ပြတယ်သူတို့ကပြစ်တော်ထဲမှာလည်းဘာတွေထဲမှာစိတ်ထားတဲ့ဟာလေးပေါ့ပြတယ်အဲ့လိုမျိုး ဟောဒီရက်လက်ထက်ရောက်ပြီးတော့အသက်ခံရတယ် အဲ့လိုမျိုးတွေတို့6တော့ပေါ့ထွက်မပြေအောင် ဒီတင်တဲ့အတော်တွင်းမှာလေဟိုမှာလို့ပေါ်တာဆွဲခံရပြီးတော့နောက်သူတို့ဘက်အဲ့လိုတကယ်စိတ်ပါသွားတဲ့ဖြစ်ပြီးတော့ရှိတာ ရှိတယ်တော်တော်များများပေါ့နားရောင်ပြီးတော့လေအဲ့လိုမျိုးရှိသွားနှစ်နှစ်မှာဘယ်လောက်ကြာလို့တော့ကွာငါတို့ကတော့မပြေဘူးနှစ်အတွင်းလာတာလည်းရတယ်အိမ်နေလည်းလုံးမရှိဘူးပေါ့အဲ့လိုလူတွေကပူတွေးတယ်ငါတို့အိမ်မှာလည်းလုံးမရှိဘူးတဲ့ဒါဒီတဲ့တလား2သိန်းရတယ်ကွာတဲ့အတင်တန်းပြီးသွားရင်ရဲလဲကိုတောက်ချင်လို့တောက်လို့ရတယ်ကွအဲ့လိုမျိုးကိုလို့ချင်ရင်လုပ်လို့ရတယ်အဲ့လိုပုံနိုင်မှုနဲ့သူတို့ကနေပြလိုက်တော့တာနှစ်ပြည့်အောင်နေလိုက်မှာပေါ့နှစ်ပြည့်ရင်လွတ်မှာဆိုပြီးတော့ နှစ်နေ့ပြီးရင်ထပ်ပြီးတော့နေမယ်ဆိုရင်ရောရှိတာ အဲ့လိုကြတော့ဟိုနဲ့ဟွာများတယ်ကျွန်တော်တို့ပတ်စင်မှာကြတော့ပတ်စံနဲ့လိုက်လာတဲ့လူကများတယ်အုပ်ကြီးကဟိုပတ်စံနဲ့လေအလုံးချပြီးတော့လိုက်လာတာတို့အမျိုးများတာဟုတ်တယ်ကျွန်တော်တို့ဒီစကိုင်းဘက်ကလူတွေပဲပေါ်တာဆွဲတဲ့ဟာပါတာများတာဟိုဘက်တွေကပေါ်တာတိတ်မပါလာဘူးငွေနဲ့ဝင်တဲ့လူကများတယ်14သိန်းရလို့တို့အမုန်းနဲ့ရာရလို့တို့အမုန်းပေါ့နော်တရားရလို့တို့အလိုဝင်တဲ့လူကများတယ် ဟောဒီတခြားဥမာရက်ကွက်မှာဆိုရင်မဝင်ချင်တဲ့လူတွေစီကနေပတ်စံတွေကောက်ပြီးတော့အဲ့လိုမျိုး ဟုတ်တယ် သူတို့ပတ်စံပေးလိုက်တယ် အဲ့လိုလူတွေကများတယ် သူတို့ဘယ်လောက်ရကြလဲအနည်းဆုံးဘယ်လောက်ရပြီအများဆုံးဘယ်လောက်ရကြတယ်လို့ရှိတယ် တချို့က14ငသိန်းနဲ့ဝင်လာတာ သူတို့ကဘာလို့အဲ့လိုဟိုဝင်လာတယ်လို့ပြောကြတယ် သူတို့ကတော့ကျွန်တော်တို့ပြောတာပဲအိမ်မှာလည်းဘယ်လိုမှနေလို့စင်မပြေလို့ဆိုပြီးဝင်တဲ့လူတွေတို့လည်းပြောတယ်တချို့ကြလည်းဘိန်းသမားဖိုးသမားတွေများတယ်စေးချတယ်မရှိလို့တော့ဘာလို့ဒီမှာလုံရှိရပေါ့နော်အဲ့လိုမျိုးနဲ့ဝင်လာကြတဲ့လူတွေလည်းများတယ် သူတို့အဲ့လိုလူတွေကြတော့ဘယ်နေရတယ်များတယ်များ ကျွန်တော်တို့ပတ်စင်တော့ကတော့ရန်ကုန်တိုင်းတော်တော်များတယ်ဖေရုံဝင်နေလို့လေအဲ့နာနေရများတာတနမ်းပြီးသွားရင်လောလဲလဲနေရတယ်ဒါပေမဲ့ဘာစေးချရင်လည်းစေးချလို့ရတယ်အဲ့မှာကွန်ပျူတာပတ်စံရှိလို့ဝယ်လုပ်လို့ရတယ်အရက်တော့အရက်ကြိုက်တဲ့လူအရက်တော့ဒါပေမဲ့အဲ့ဘိုးလာရင်တော့မသိအောင်ကိုယ့်ဟာကိုယ်တော့ဖွဲ့ရသိညာပေါ့ ဟောအဲ့ဒါဆိုသူတို့ခွင့်ပြုထားတာပေါ့စီးသုံးတာတို့ဘာတို့အဲ့လိုမျိုး ဟုတ်တယ်ဗျအဲ့ကြတော့ဝယ်ဖို့ကကိုယ့်ဘောက်ကိုသွားဝယ်ရတာမဟုတ်သူတို့ကကိုယ်ကပတ်စံပေးလိုက်ဝယ်ပေးတယ်အရက်တော့ကျင်နေဆိုရင်ကတော့ကိုယ့်ဘောက်ကိုသွားဝယ်တော့အဲ့ဒါကြတော့သူတို့ဈေးတိုင်းမှာသွားဝယ်တော့အဲ့ကျန်တဲ့ဟာတော့သူတို့ဘယ်လိုနည်းနဲ့ဘယ်လိုဖန်ပေးတယ်တော့ကျွန်တော်လည်းမသိကိုယ်လည်းမလုပ်တော့အဲ့လို ဖန်မိတယ်ကဘယ်လိုကဖန်နေကြ အဲ့ဒီမှာသူတို့ဘောက်သူတို့လှုပ်ပေးတယ်သူတို့ချိန်ဆန်းနေသူတို့ ဒီစစ်တပ်ထဲကချိန်ဆက်လာ ဟုတ်ကဲ့ သူတို့ဘိုးတွေဘာတွေနဲ့အဲ့လိုမျိုး ဟုတ်တယ်ချားရင်ပေါ့နော်ဘယ်လိုဘာညာပေါ့ဝယ်ပေးမယ်မင်းတို့ပတ်စံပေးအဲ့လိုမျိုးဆိုရင်အဲ့လူပတ်စံပေးလိုက်သူကသူဝယ်လာ ဒီတင်တန်းကာလမှာကြတော့ရောရလာအဲ့ဒါ တင်တန်းကာလမှာတော့မရဘူးဗျအဲ့လိုပေါ်တာဆွဲတဲ့ကောင်တွေစီကနေပါလာတဲ့ဆေးပြားတွေဘာတွေအဲ့လိုမျိုးသူတို့ပေါ့သူသိမ်းတယ် သူတို့အများဆုံးသုံးတာကြတော့ဘာဆေးတွေသုံးရတာ အများဆုံးကကျွန်တော်တို့အဲ့မှာကြတော့ကျွန်တော်နေဟိုတာတောင်စိတ်မထိုးခဲ့ဘူးသူတို့ဈေးတွေကြောက်လို့ ခြေတန်းရောက်ရင်တော့အဲ့လိုဆေးပေးသုံးနေကြတော့လေဘလို့ဆေးမျိုးတွေသူတို့သုံးကြညာလဲပေါ့နော် ရှေ့တန်းမှာကျွန်တော်မရောက်ခဲ့ဘူးအဲ့ဒီတိုင်းပဲဒီလမ်းမှာဝင်လာတာပေါ့နော်ဝင်လာတဲ့တိုင်ရင်မှာတောင်အိုးပင်းချလို့ရတယ်ပေါ်နေကြီးချလို့ရတယ်အဲ့လိုမျိုးကိုချရင်တပည့်လူတို့အဖြူကတော့အဲ့ဒီမှာချရတာမတွေ့ရဘူးအဲ့တပည့်လူတော့ရဲဘော်ကြီးချနာပဲတွေ့ရတယ်ဒါသူတို့အဲ့လိုချနေချင်းအာယုံတားများနေချင်းကျွန်တော်ရိုးဖြစ်တဲ့ချင်းကျွန်တော်ထွက်ပြေးလာတာအဲ့မှာလူလစ်ပြီးဆိုပြီးတော့ထွက်ပြေးလာ ဘယ်တက်ရင်လဲအဲ့မှာဝင်လာတဲ့တက်ရင်ကကြတော့ 101 100နော် ဟုတ်ပခုတ်101 တမ100လား ဟုတ်တယ်အဲ့မှာじゃသူတို့ဈေးသုံးတဲ့လူじゃကျွန်တော်တို့ဟိုဟာလုပ်ပြီးတယ်
စီးဖြက်စည်းတွေဘာလို့တော်ထိုးပြီးတယ်အဲ့တော့တောင်ကြီးကိုတော်ထိုးပြီးတယ် ဟောတင်တန်းကလာတော့ ဟုတ်တယ် အဲ့တော့တခါလေးပြတ်သွားလားဒါမှမဟုတ်ပြန်သုံးကြလား ကြောင်တဲ့လူတွေလည်းရှိရပါတော့ကြောင်တဲ့လူတွေじゃ6ပေါက်တည်းတို့ထည့်ထားရတယ်ထိန်းထားရတာပေါ့ ဟောစီမသုံးရလို့ကြောက် ဟုတ်တယ်တချို့ကလည်းအဲ့သူတို့အဲ့ဒီပတ်စံနဲ့ဝင်လာတဲ့လူတွေတော်တော်များများတော့စီးပြားတွေပါပါလာများတာသူတို့နီးနဲ့သူတို့ကလည်းတဲလာကြအမှအဲ့ထဲမှာချလို့မိရင်အဲ့စီးရောတိန်းတယ်လူလည်းရိုက်တယ် အဲ့ဒါကြတော့ဒီဆေးကြောင်တဲ့လူတွေကြတော့သူတို့တင်တန်းကိုအပြည့်တက်နိုင်လားမတက်နိုင်လားဘယ်လိုမျိုးလဲပေါ့နော်ရှေ့တန်းကြတော့ရောသူတို့ခေါ်သွားလားဘယ်လိုလုပ် ခြေတန်းကြိုင်တော့ကုန်ထဲတယ်ဒီတင်တန်းမှာကြတော့သူတို့အဲ့လူကိုဟိုပြန်ကျမ်းမအောင်တော့သူတို့လုပ်ပြီးတယ်စီးတွေပါတော့သူတို့ကကားနဲ့တော့ခေါ်သွားတာပဲသူတို့ထိုးပြီးအဲ့လိုမျိုးလုပ်ပြီးတယ်လူတောင်းအောင်တော့လုပ်ပြီးတယ်အဲ့တောင်းပြီးဆိုတာနဲ့သွားအဲ့လဆင်းတော့ကြအဲ့တားဆိုးတဲ့လူကြိုင်တော့အဲ့ချီချင်းနဲ့ထားပြီးတော့အဲ့တင်တန်းမှာဒီတိုင်းမရမဆင်းရဘူးလူကတော့ဝင်မလို့အောင်နေဘူးထဲမှာတော့ထိုင်ကြည့်ခိုင်းတာအလုပ်တွေကထိုင်ကြည့်နေပို့တော့ကြတာအကုန်လုံးပို့တယ် ဟောအဲ့လိုလူလဲဟိုကြရင် ဟုတ်တယ်ရှေ့တန်းမှာအကုန်ပို့တာဟောထွက်ပြေးဖို့ကတော့ကျွန်တော်တို့အဲ့ဟိုမှာကနေသူတို့ဟိုမှာပေါ့နော်လာတာပေါ့လာတာဆိုရင်3စီးသူတို့ကထုတ်ပြီးတယ်ဟိုတလားကို2သိန်းထောက်ပံ့ပေးရပါတော့သူတို့ကနေထုတ်ပြီးတယ်အဲ့2လ2သိန်းကလည်းသူတို့ကဟိုဟာကြီးဖြတ်ဒီဟာကြီးဖြတ်နဲ့ကိုယ်ဒီရောက်တာ3000လောက်တော့ရောက်တာပေါ့အဲ့ဒါကိုကျွန်တော်တို့ကတငယ်ချင်းတွေပြန်စုပြီးတော့ဖုန်းကိုခိုးဝယ်ပြီးတော့အဲ့လိုလူနဲ့ကိုညီပြီးတော့ပြန်ပြီးတော့တိုင်မြင်ပြီးတော့အဲ့လိုမျိုးပေါ့နော်စီစဉ်ရှိတဲ့လူလေးတွေတိုင်မြင်ပြီးတော့ဝယ်ရတာပေါ့ဖုန်းတစ်လုံး9ယောက်6ယောက်လောက်အဲ့လိုဆက်ဝယ်ရတယ်ဟိုဘကူအဲ့လိုမျိုးတယောက်3000ကြီးလောက်နဲ့စုပြီးတော့ဝယ်ပြီးတော့ကိုယ့်အိမ်ကိုဆက်သွယ်တယ်ပေါ့နော်ကိုရွာကိုကျွန်တော်တို့ကြားမဲ့တောင်ဝင်ဘဲကြမှာတော့လိုက်စုံစမ်းရတယ်စုံစမ်းပြီးတော့အဲ့ရမှာဟိုဘယ်မှာနားလောက်တုံးကိုတစ်ချက်ကြည့်ရတာပေါ့ကိုနေ့တိုင်းခဏတစ်ဖြုတ်သွားရတဲ့ဟာလေးဆိုရင်တော့မှတ်ထားရတာပေါ့ဘယ်နားနေဘယ်လောက်ရောက်လောက်လို့အဲ့မှာနေကျွမ်းတဲ့လူကိုလည်းမေးကြည့်ရတာပေါ့အဲ့ထဲမှာဖုန်းသုံးဝင်ပေးတယ်ဗျာဖုန်းသုံးဝင်ပြီးတော့location တွေပါလိုက်ကြည့်ရပါတော့ဘယ်ဘက်မှာပါလောက်ရှိတော့ပေါ့နော်အဲ့လိုမျိုးလုပ်ပြီးကျွန်တော်ဒီဘက်ကကိုယ့်ဘက်ကအဖွဲစည်းနေကျွန်တော်ချိန်ပြီးပြေးတယ် location တက်ပုံကိုလမ်းပြီးရိုက်ပြီးတော့ပို့တော့ပေါ့နော်ဒါဘယ်တော့ဘယ်ရွာပေါ့နော်အဲ့ပတ်လေကိုကုန်ထောက်ပြလိုက်ပြီးတော့သူတို့ပို့ပေးတယ်အဲ့သူတို့ကနေမှဘယ်လမ်းကလွတ်တယ်ဘယ်လိုက်ထွက်ပေါ့နော်အဲ့လိုမျိုးနဲ့ကျွန်တော်ကထွက်လာတယ်တင်တန်းပြီးတော့သူတို့ကဘယ်ကိုတောင်းချတယ်ကျွန်တော်ကဟိုဟာမှာစလင်းဟုတ်ကဲ့ဟိုကမကွေးတိုင်းလားဟုတ်လားမကွေးတိုင်းလားပခုတ်ဘက်ကစလင်းမျိုး ဟုတ်စလင်းကြီးမဟုတ်ဘူးပဲစလင်းဆိုတာမျိုးရှိသေးဒီတကြိုတို့ကနေမှတွားကကြီးကုန်တယ်လေးမကကြီးလို့အော်အဲ့ဒါအဲ့ဒီတင်တန်းပြီးတော့ရှေ့တန်းမရောက်ခင်ဆက်ကြတယ်လို့လားဟုတ်တယ်မဟုတ်ဒီတင်တန်းအဲ့ကလမ်းကျောမကောင်းလို့ကျွန်တော်တို့တမ်းမသွားရတာဒါမှမဟုတ်ရင်နေချင်းပေါက်တဲ့ဆိုသူကနေချင်းလိုက်ပုံမှာဒီမှာအဲ့ဘက်မှာအဲ့တုန်းကတိုက်ပွဲတွေကစလင်းဘက်မှာဒါဖြစ်နေလို့တဲ့လမ်းမှာကားတန်းရှိနေမှုမှာမိုင်းတွေပါသူတို့ဆွဲခံမှာဆိုလို့ဆိုပြီးတော့အဲ့မှာကျွန်တော်တို့ဝင်နာတာတရားတင်မှာဝင်နာနေမှာကျွန်တော်တို့ထွက်ပြေးလာဒီနေ့ညနေလောဒီချိန်လောက်ကပဲရောက်တာပေါ့နော်3နာရီလောက်ရောက်တာအနောက်ကြီးရဲ့3နာရီကျကျွန်တော်ထွက်ပြေးလာထွက်ပြေးဖို့ကိုဘယ်လိုတွေနဲ့ချိန်ဆက်သွယ်ခဲ့တယ်ကျွန်တော်တို့ဒီအပြင်ကအဖွဲနေပဲနော်ချိန်ဖွဲဆိုတာဒီဟွာတွေပဲဟုတ်ကဲ့ PDF တွေဟုတ်ကဲ့ PDF နဲ့ချိန်ပြေးတယ်အဲ့ထွက်ပြီးတော့လမ်းမှာကြတော့အဲ့လိုလိုက်ဖမ်းတာတွေပါရှိလားလိုက်တယ်ကျွန်တော်တို့တောရုပ်တော်ကြားနေပြေးတယ်လိုက်တယ်သူတို့ကားနဲ့ရောပတ်ပြီးလိုက်ခဲ့အဲ့လိုအတူထွက်ပြေးကြတာတခြားထွက်ပြေးတဲ့လူတွေရောရှိလားကျွန်တော်လည်းပြေးတာ2ယောက်တည်းတချို့ဒီလိုပေါ့ဗျာလူအစုလိုက်မပြေးရဘူးလူငယ်များလေသူတို့ကပို့ပြီးလိုက်ဖမ်းတာအဲ့ဒါကျွန်တော်1ယောက်2ယောက်နဲ့ပြေးရတယ်အခုပြေးလာတာ3ယောက်ကြတာအတူတူပဲလားဒါမှမဟုတ်ခွဲပြီးတော့ပြေးလာတနေရာစီပေါ့နော်တနေရာစီပြေးလာတောင်ဝင်ကြတဲ့တက်ရင်းတွေမတူဘူးပေါ့ဩတင်နေပြီးတော့သူတို့ပို့တဲ့နေရာတွေမတူဘူးဟုတ်မတူဘူးဗျတယောက်တော့ခွဲစီဖြစ်ဟုတ်တယ်တ
တယောက်တကွဲဒီ အဲ့တော့ကပြေးတဲ့ချိန်မှာရောဟိုမှာဘယ်နေ့လဲပေါ့နော်ဟိုမှာဘယ်လိုရိတ်ချီကြီးကြည့်ခဲ့ရလဲပြေးမယ်လို့တော့ ပြေးမယ်လို့တော့အဲဟိုဘက်ကိုအိမ်နာကြောင်ဘက်ကကျွန်တော်တို့ပြေးတာပေါ့နော်အိမ်နာတက်တာလို့နဲ့အမှပြေးတယ်ဟိုအောက်ကချောင်းကနေကြီးပဲချောင်းနဲ့နေမှာတက်ပြေးရတယ်တန်စုကျိုးက3တက်ကာထားတယ်အဲတန်စုကျိုးတွေကိုကြောင်တိုးပြီးတော့ပြေးလာတော့အဲဟိုပကံညောင်ဦးမင်းလမ်းကိုတခါကျွန်တော်ကဖြတ်ပြီးပြေးအဲ့လိုမျိုးအများကြီးပေါ့ကျွန်တော်လည်းပြေးခဲ့ရပြီးွားလေးရဲရောက်သွားလိုက်အဲပြီးွားလေးတခါလိုက်ဖမ်းလို့တခါပတ်ပြေးလိုက်နေအဲ့လိုပြေးနေဝယ်သီးစီရအောင်ပြေးရတော့ ဖုံးရောပါလာအဲ့ဒီချိန်မှာဖုံး ကျွန်တော်ပြေးတာ2ယောက်ပြေးတာကျွန်တော်နဲ့ပါတယ်ကလေးကဖုံးပါတယ် ဟောနှစ်ယောက်တူပြေးလာ ဟုတ်ကဲ့2ယောက်တူပြေးလာတာဖုံး location ထောက်ပြီးတော့ကြည့်ပြေးရတော့ location ကတော့အဲ့ဒါဥမာဘယ်လိုမျိုးလဲဟို line မရတဲ့ location ရတော့ကြည့်လို့ရလား ဟုတ်ဟိုကနေတခါ download ဆွဲခဲ့ရဗျာညီပုံကို download ဆွဲလိုက်တော့အဲ့မှာပြီးတော့ဆွဲကြည့်ရလေကျွန်တော်တို့ဟိုကနေမဆွဲခင်နဲ့ထောက်ပလာတာလေ အဲ့ဟိုပြူရွာကြတော့လေဘယ်နေရာလောက်ရောက်ခဲ့ အကျွန်တော်ပြူရွာတိတ်ပါတယ်အဲ့ဒီရွာထဲမှာဝင်သွားတော့ရောက်ကျစ်တွေ2ယောက်လောက်ပဲတွေ့ခဲ့တာအဲသူတို့ကကိုမတင်ကားတော့ဘောနော်အားတဲ့စစ်တပ်ထဲပြေးလာတဲ့လူတွေနမနဲ့လာတယ်ပြန်ဖမ်းထည့်အောင်အဲ့တန်လေးကြားတော့ကျွန်တော်တို့ကတို့ပြေးတော့တာ သူတို့ရွာလူတွေဘယ်လိုမျိုးလူတွေရှိလားဘယ်လိုပုံစံမျိုးလဲ ရှိရွာမှာရောက်ကျစ်တွေသိမတွေ့ခဲ့ဘူးအဲ့ရွာမှာကျွန်တော်ရွာခက်လေကောင်လောက်ထိတော့ရောက်ခဲ့တာဘောနော်မိမတွေပဲတွေ့ခဲ့တာမိမတွေတော်တော်များများပဲတွေ့ခဲ့ရွာလည်းတိတ်စီကတော့မရှိပါဘူး6ကြွပေါ့နော်ရွာတော့ရွာကြီးပဲ ရွာနာမည်ရမှတ်မိလား ရွာနာမည်ကကျွန်တော်တိတ်မမှတ်မိဘူးဆိုင်းပုတ်ပါညာလည်းမတွေ့ခဲ့ဘူး အဲ့ဒါဘယ်နှစ်ရက်လောက်ကြာလဲအဲ့ဒီစပြေးတဲ့ချိန်ကနေပြီးတော့ဒီဘက်ကိုလွမြောက်တဲ့နေရာရောက်တဲ့အထိပေါ့နော် မကြောက်ဘူးကျွန်တော်ဟွာလောက်ပဲ4 နာရီလောက်တင်ပြေးလေရတာဟွာပုံနေရတာပေါ့နော်သူဒီထောက်ဖို့ဓမ္မတွေပေါ့နော် PDF ဘက်ကထောက်ဖို့ဓမ္မတွေသူတို့ကနေမှကျွန်တော်ဆိုင်ကယ်နဲ့ကားနဲ့တစ်စင်ပြီးတစ်စင်အဲငင်းရတဲ့စီကိုရောက်အောင်သွားပို့ပေးတယ် အဲ့လိုကိုဒီလိုမျိုးသူတို့နေမြေကနေလွတ်သွားပြီးလွတ်သွားတဲ့ချိန်မှာပေါ့နော်ကိုစိတ်တွေကကြတော့ဘယ်လိုခံစားရလဲ ပြောတာပေါ့တက်ရှင်ရပြီဆိုတော့ပြောတော့ကိုမိသားစုနဲ့လည်းပြန်တွေ့ရပြီပေါ့နော်အဲ့လိုပဲတွေးမိရမယ်ပြောတော့တော်တော်ပြောမိရတယ်ဒီထဲမှာကိုလည်းတစ်ခါမှမခံစားဘူးတော့ဝမ်းနေတာပေါ့ဗျာဝမ်းနေလို့လည်းကိုညီနိုင်တဲ့လူလည်းမရှိဘူးလေကိုပဲပြန်အားကိုးရတာပေါ့နော်ကိုကသူတို့ပြောတဲ့စကားတွေဒါနားမယောင်နဲ့ပေါ့နော်နားယောင်လို့ရင်တော့သူတို့ပဲစိတ်ပါသွားရင်တော့ကိုဒုက္ခရောက်ပြီးရင်ရောက်တယ်လို့ဖြစ်တယ်ပေါ့ကျွန်တော်တို့ကကြတော့သူတို့ပြောရင်လည်းပြောကိုဒီဘက်နာဝင်ဟိုဘက်တော့နားထွက်အကြောင်းအဲ့လိုမျိုးနေလိုက်တာကိုဟာအပြင်မှပဲကိုပြန်ရအောင်သွားမယ်ဆိုတာပဲတွေးတယ်ကျန်တာတော့သူတို့ခိုင်းလိုက်တယ်လှုပ်လိုက်တာပဲဒီကကိုအပြင်ရောက်မှလေသူတို့စစ်တဲ့အပြင်ရောက်မှကိုတင်တန်းဆင်းပြီးရင်အဲ့လိုလိုလက်နေလို့ရတယ်ဘာညာကြားထားတာဗျာအဲကြတော့တင်တန်းကိုလည်းပေးတီးပြီးတော့တက်ပေးလိုက်တာတက်ပြီးတော့အဲ့ဒီတင်တန်းပြီးတွင်ကျွန်တော်ထွက်ပြေးလာတယ်လူငယ်လေးတွေမျိုးကိုမတက်ကြပါနဲ့လို့ကိုတရားကျွန်တော်တို့လိုပဲဒုက္ခရောက်နေမှာဆိုလို့ခုနောက်ပိုင်းကျတော်တော်လေးကြက်တယ်လို့လည်းတန်ကြတော့အကြတော့မလွယ်ဘူးဗျမသွားကြဘူးတိုက်တွန်းနေတာပေါ့